ဒီနေ့တင်ဆက်ပေးသွားမှာကတော့ Ferguson ရဲ့နောက်ဆုံးမျိုးဆက်တွေထဲကအတောက်အပါဆုံးကစားသမားတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Manchester United အသင်းက Premier League ရဲ့အောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပြီးတော့စူပလာပေါင်းများစွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ဒီပြိုင် Ferguson ရဲ့လက်ထက် Manchester United အသင်းကတကယ်ကိုကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ခဲ့ပြီးတော့ပြိုင်ဘက်အသင်းတိုင်းရင်မဆိုင်ရဲလောက်တဲ့အထိကိုပဲကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။ Ferguson ကကစားသမားကောင်းများစွာကိုမွေးထုတ်နိုင်ခဲ့တဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့Ferguson ရဲ့ခေတ်အလွန်မှာ Manchester United အသင်းကတဖြည်းဖြည်းနဲ့အကြပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ Ferguson Manchester United အသင်းကမထွက်ခွာခင်နောက်ဆုံးဘောလုံးရာသီတွေကဆိုရင် Manchester United အသင်းကဒုတိယတန်းစားကစားသမားတော်တော်များများနဲ့ဖွဲ့စည်းထားပေမဲ့လည်းစူပလာတွေကိုစိန်ခေါ်နိုင်တဲ့အထိကြောက်စရာအကောင်းဆုံးအသင်းတစ်သင်းအဖြစ်ဆက်လက်ရှိနေသေးပါပဲ။ Ferguson ရဲ့ Manchester United နီးပြနောက်ဆုံးမျိုးဆက်တွေထဲမှာဘောလုံးဇက်ကုံပေါ်မှာအကောင်းဆုံးဆက်လက်တောက်ပနေမဲ့ကစားသမားတူရှိခဲ့ပါတယ်။အဲ့ဒီကစားသမားကတော့ Manchester United အသင်းရဲ့ကနဝင်ကစားသမားနာနီပဲဖြစ်ပါတယ်။နာနီကရိုနယ်ဒိုတို့လိုရွန်နီတို့လိုပွဲတိုင်းဂိုးတွေအများအသွင်းပေးနိုင်တဲ့ကစားသမားတဦးမဟုတ်ပေမဲ့လည်း Manchester United အသင်းဂျင်းနဲ့ကြက်ထဲရောက်နေတဲ့အချိန်မှာဆိုရင်ပြန်လည်ရုံးထားဖို့အတွက်လိုအပ်နေတဲ့အချိန်တိုင်းအသင်းကိုကယ်တင်ပေးတဲ့ကစားသမားတဦးပဲဖြစ်ပါတယ်။တဦးချင်းဖြတ်ကျော်ပုံအလွန်ကောင်းမွန်တဲ့နာနီက Manchester United အသင်းအတွက်ဆိုရင်ပေးဆက်ခြင်းစိတ်နိုင်ပွဲစာလောင်စိတ်တိုက်ပွဲဝင်လို့စိတ်အပြည့်အဝတဲ့ကစားသမားတဦးပဲဖြစ်ပါတယ်။ Sporting အသင်းမှာအကောင်းဆုံးပုံစံတွေပြသနိုင်ခဲ့တဲ့နာနီကို Manchester United အသင်းရဲ့နီးပြကြီး Ferguson က2009ခုနှစ်ကအသင်းကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။နာနီကတဦးချင်းကြော်ဖြတ်ပုံတွေအလွန်ကောင်းမွန်တဲ့ကစားသမားတဦးဖြစ်ပြီးတော့ပြိုင်ဘက်အသင်းသားတွေကနာနီခြေထောက်တဲ့ဘောလုံးရောက်သွားမှာကိုကြောက်ရတဲ့အထိခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။နာနီက Manchester United အသင်းကိုရောက်ချင်းရာသီမှာပဲအသင်းပေါ်တွေနဲ့အကောင်းဆုံးချိတ်ဆက်ပြီးတော့ကစားနိုင်ခဲ့ပြီးတော့သူ့ရဲ့လှပသေးတတ်တဲ့အဝေးကန်ချက်တွေတိကျသေးကြတဲ့ဖြတ်တင်ဘောတွေကြောင့် Manchester United အသင်းရဲ့တောင်ပံတနေရာမှာနေရာစတင်ပြီးတော့ရရှိလာခဲ့ပါတယ်။ Manchester United ကစားသမားဘဝပထမဆုံးရာသီမှာပဲ Premier League ဖလားနဲ့ Champions League ဖလားနှလုံးကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။နာနီကသူ့ရဲ့အသင်းပေါ်ချစ်တဲ့စိတ်ပေးဆက်ကစားခြင်းစိတ်အနစ်နာခံမှုတွေကြောင့်ပဲ Manchester United ပရိသတ်တွေအတွက်အချစ်တော်ကစားသမားတူဖြစ်လာခဲ့ပါတယ်။ရိုနယ်ဒို Manchester United အသင်းကနေကစားခဲ့ရတဲ့အပြင်နောက်ဆုံးမှာတော့ Fenerbahce အသင်းကိုအပြီးသက်ပြောင်းရွှေ့ခဲ့ရတာပဲဖြစ်ပါတယ်။နာနီက Manchester United အသင်းအတွက် Ferguson ခေါ်ယူခဲ့တဲ့ကစားသမားတွေကအကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်အခုတင်ဆက်ပေးသွားခဲ့တာကတော့ Ferguson ရဲ့နောက်ဆုံးမျိုးဆက်တွေထဲကအတောက်ပါဆုံးကစားသမားတဦးဖြစ်ခဲ့တဲ့နာနီရဲ့အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းအခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။